Okay မင်္ဂလာပါဒီနေ့ကတော့အရန်လွယ်ကူတဲ့သင်ခန်းစာတစ်ခုကိုဝေမျှသွားမှာဖြစ်ပါတယ်ဒီသင်ခန်းစာကတော့နင်ပါလုံနေတာလဲနင်ပါစားနေတာလဲနင်ပါဖတ်နေတာလဲဆိုတဲ့ဝါကျတိဆောက်ဖို့ဖြစ်ပါတယ်ဒီဟာကိုကြတော့ present continuous tense လို့ခေါ်တယ် main ကိုဖြစ်တဲ့အတွက်ကြောင့်မို့သူက WH question ဖြစ်ပါတယ်ဒီဆောက်ပုံမူစံကတော့ဒီလိုလာမှာဖြစ်ပါတယ်ဘာလဲပြောတဲ့အတွက်ကြောင့်မို့ကျွန်တော်တို့က what တုံးမှာဖြစ်ပါတယ် what တုံးပြီးလို့ရှိရင် am is are အဲ့လိုတစ်ခုထည့်ပေးရမယ်ပြီးလို့ရှိရင် am နဲ့တွဲတဲ့ဟာဒီမှာ I is ဆိုဒီမှာ he she it အနေကိန်းပေါ့နော် are ဆိုလို့ရှိရင်ဒီမှာ we you they အဲ့လိုပေါ့နော်ဒီမှာသူဟာနဲ့သူတွဲလိုက်ရပါပြီပြီးလို့ရှိရင်ဒီဘက်မှာလုံနေတယ်ဆိုတဲ့ဒီ verb တွေကိုသုံးရမယ် doing eating buying selling cooking watching writing talking about အဲ့လိုပေါ့နော်as in doing ကလုံနေတာ eating ကစားနေတာ buying ကဝယ်နေတာ selling ကရောင်းနေတာ cooking ကချက်နေတာ watching ကကြည့်နေတာ writing ကစာရေးနေတာ talking about ကပြောနေတာပေါ့နော်ကျွန်တော်ဘာလုပ်နေတာလဲကိုကိုမေးချင်တယ်ဆိုလို့ရှိရင် what am I doing အဲ့လိုပြောလိုက်ရပါပြီသူကဘာစားနေတာလဲ what is he eating ရပြီအဲ့လောက်ပြောလိုက်ရပြီနော်သူမကဘာဝယ်နေတာလဲ what is she buying ၎င်းကဘာစားနေတာလဲပြောချင် what is it eating ၎င်းဆိုတော့တရိတ်ဆန်တွေပေါ့နော်ကျွန်တော်တို့ဘာတွေချက်နေတာလဲ what are we cooking လို့ပေါ့နော်ဒီဟာအကုန်လုံးထည့်လို့ရပါတယ်เนาะကျွန်တော်တို့ဘာလုပ်နေတာလဲအဲ့လိုမျိုးအကုန်လုံးထည့်လို့ရတာဖြစ်ပါတယ်မင်းကဘာကြည့်နေတာလဲပြောချင် what are you watching သူတို့ဘာရေးနေကြတယ်လဲပြောချင် what are they writing မင်းဘာပြောနေတာလဲပြောချင် what are you talking about အင်မတန်မှလွယ်ကူတာဖြစ်ပါတယ်ဒီလိုပုံစံကိုဒီမှာဒီ ing တခြား ing အကောင်းလို့ထည့်ပြီးတော့ဒီလိုပုံစံပြောလို့ရတာဖြစ်ပါတယ်အားလုံးအကျိုးရှိမယ်လို့မျှော်လင့်ပါတယ်ကျေးဇူးတင်ပါတယ်